မေတ္တာဟာအားနည်းမှုမဟုတ်ပါဘူးမေတ္တာဆိုတာကိုလူအများစုကအားနည်းတဲ့သူတွေရဲ့အကျင့်လို့ထင်ကြပါတယ်အရန်ကောင်းလို့ရင်လူတွေလှည့်စားမယ်မေတ္တာထားရင်ကိုယ့်ကိုနင်းမယ်ဆိုပြီးပြောကြပါတယ်ဒါပေမဲ့တကယ်တမ်းမေတ္တာဆိုတာအားနည်းမှုလားဒါမှမဟုတ်အင်အားလားဒီဗီဒီယိုမှာဘာသာရေးဆက်ဆံမပြောပဲဘဝနဲ့တိုက်ရိုက်ချိတ်ပြီးမေတ္တာရဲ့တကယ်အဓိပ္ပာယ်ကိုတိတ်တိတ်လေးစဉ်းစားကြည့်ကြရအောင်မေတ္တာကိုလူတွေဘာကြောင့်နားလည်မှားနေလဲလူတွေမေတ္တာကိုနားလည်မှားရတဲ့အကြောင်းရင်းကမေတ္တာတီးခံပေးယုံလို့ထင်နေလို့ပါမုန်းစရာကောင်းတဲ့လူကိုပြန်မပြောဘဲနေလိုက်ရင်အဲ့ဒါကိုမေတ္တာလို့ထင်တယ်အပြစ်တင်ခံရတဲ့အခါတိတ်တိတ်နေလိုက်ရင်အားနည်းတယ်လို့ထင်တယ်ဒါပေမဲ့မေတ္တာဆိုတာအနိုင်မရနိုင်လို့တီးခံတာမဟုတ်ပါဘူးမေတ္တာဆိုတာကိုယ်စိတ်ကိုမပျက်စီးစေဘူးကိုယ်တိုင်ရွေးချယ်ထားတဲ့စိတ်ထားတစ်ခုပါအမျက်ဒေါသနဲ့မေတ္တာဘယ်ဟာကအင်အားကြီးလဲစဉ်းစားကြည့်ပါလူတစ်ယောက်ကကိုယ့်ကိုစော်ကားလိုက်တဲ့အခါဒေါသပြန်ထွက်တာလွယ်ပါတယ်စကားပြန်တုံပြန်လိုက်ရင်စိတ်ထဲမှာခဏလေးတက်တာတလို့ဖြစ်မယ်ဒါပေမဲ့နောက်ပိုင်းမှာစိတ်ထဲမှာဘာကြံခဲ့လဲမအိပ်နိုင်တဲ့ညမပြောတင်တာပြောလိုက်မိတဲ့နောင်တကိုယ်စိတ်ကိုကိုယ်တိုင်ပြန်ညှင်းပန်းနေရတာဒါဆိုဒေါသကအင်အားလားတကယ်တော့ဒေါသဆိုတာကိုမထိန်နိုင်တဲ့အားနည်းမှုပါဒေါသကိုမထုတ်ပဲမေတ္တာနဲ့ထိန်နိုင်တဲ့သူကသာတကယ်အင်အားရှိတဲ့သူပါဘဝထဲကဥပမာတစ်ခုပြောမယ်အလုံးမှာကိုမလုပ်တဲ့အမှားတစ်ခုကိုပေါ်ပဲအပြစ်တင်လိုက်တယ်အဲ့ဒီအချိန်ကိုပြန်ပောက်ကွဲလိုက်ရင်ခဏလောက်တက်တာမယ်ဒါပေမဲ့အလုတ်ပတ်ဝန်းကျင်ပြတ်သွားမယ်ကို့အနာဂတ်ပါထိခိုက်နိုင်တယ်အဲ့ဒီအချိန်ကိုစိတ်ကိုထိန်ပြီးမေတ္တာနဲ့စဉ်းစားနိုင်ရင်သူကမနားလဲသေးတာပဲငါစိတ်ကိုငါပဲကာကွယ်မယ်လို့တွေးနိုင်ရင်ကိုမရှုဘူးကိုစိတ်ကိုအနိုင်ရတာပါဒါဟာအားနည်းမှုမဟုတ်ပါဘူးအရန်ခက်တဲ့အနိုင်ယူမှုပါမေတ္တာဟာကိုယ့်ကိုကာကွယ်ပေးတယ်မေတ္တာဆိုတာသူတစ်ပါးအတွက်သာမဟုတ်ပါဘူးမေတ္တာဟာကိုယ်စိတ်ကိုကာကွယ်ပေးတဲ့ကာယံပါမုန်းတိမှုကိုထားလိုက်ရင်ကိုယ်ပဲပူလောင်ရတယ်မေတ္တာထားလိုက်ရင်သူမပြောင်းလဲရင်တော့ကိုယ်စိတ်ကအေးချမ်းနေရတယ်အဲ့ဒီအေးချမ်းမှုကိုငွေနဲ့မဝယ်နိုင်ပါဘူးဒီလိုဆိုရင်မေတ္တာဟာအားနည်းမှုလားမဟုတ်ပါဘူးမေတ္တာဟာကိုယ်စိတ်ကိုထိန်းနိုင်တဲ့အမြင့်ဆုံးအင်အားပါလူတိုင်းကိုမကြိုက်နိုင်ပေမဲ့လူတိုင်းကြောင့်ကိုယ်စိတ်ကိုမပျက်စီးစေဘူးမေတ္တာကိုရွေးချယ်နိုင်ပါတယ်ဒီနေ့ကစပြီးတယောက်ယောက်ကြောင့်ဒေါသထွက်လာတဲ့အခါမေးကြည့်ပါငါဒေါသနဲ့အနိုင်ယူမလားဒါမှမဟုတ်မေတ္တာနဲ့ကိုကာကွယ်မလားလို့မေတ္တာကိုရွေးချယ်နိုင်တဲ့နေ့ကကိုတကယ်အင်အားရှိလာတဲ့နေ့ပဲဖြစ်လာမှာပါ